တက်လို့လည်းပေါ့နော်ဘောင်းမီချိုရိုးချုပ်သားအားလုံးဘာမှကိုပြောကြမလို့ကိုယ်တိုင်ချုပ်တဲ့အတွက်ကြောင့်မလို့ချိုရိုးချုပ်သားကတော့အမခံပါတယ်ရှင်ဘောင်းမီလေးတွေကိုချိုရိုးချုပ်သားကိုဒီမှာဘွားကိုလည်းအကုန်လုံး special တေချာလုပ်ပေးထားပါတယ်ချိုရိုးတွေကဒီမှာတပေတက်တွေနဲ့ရွေးအကုန်လုံးချုပ်ထားပါတယ်ရှင်နော်ချိုရိုးချုပ်သားအတွက်ကတော့ဘာမှပူကြမလို့ပါဘူးအစင်လေးတွေကလည်းနုံနုံကလေးတွေပေါ့နော်ဒီမှာဒါလေးလည်းလှတယ်ရှင်ဒါလေးလည်း one set ပါအရန်လှပါတယ်ဒီမှာပါရှင်ဒါလေးလည်းချစ်စရာလေးလှတယ်နော်ဒါလေးလည်း one set ကလေးပါဘောင်းမီအင်ကြီး one set ကလေးပါရှင်အစိမ့်လေးနဲ့နော်အစိမ့်ရောင်လေးနဲ့ဒီမှာပါရှင်ဒီဟာလေးလည်းဘယ်လောက်လှလဲဒါလေးလည်းလှတယ်ဒီမှာဘောင်းမီနဲ့အင်ကြီးနဲ့ one set ပါအရန်လှတယ်နော်ဒီမှာပါဘောင်းမီနဲ့အင်ကြီးနဲ့ one set ပါအစင်နှုတ်ကလေးအရန်လှပါတယ်အစင်လေးတွေအရန်ကြိုက်လို့အားပေးတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီမှာကြည့်ပါဦးအရန်လှအရန်ကိုလှတာပါရှင်အစင်လေးတွေကဒါလေးတွေကတော့အတိုလေးတွေပါအင်ကြီးနဲ့ဘောင်းမီအတိုလေးတွေပါရှင်ဒါလေးတွေလည်းလှပါတယ်ဒီမှာအစင်လေးတွေကလေစိုးနေရောပဲเนาะအစင်လေးတွေကတော်တော်လှတယ်ဒီမှာဒါလေးကလည်းအတိုပါဘောင်းမီအတိုလေးနဲ့အင်ကြီးလေးပါရှင်ခုတစ်ခါလာမှာကကြတော့ခေါင်းဝင်လေးပါရှင်ခေါင်းဝင်လေးလေးတယ်တော့ကြံသေးတယ်ခေါင်းဝင်လေးတယ်ကြံပါသေးတယ်ရှင်ခေါင်းဝင်လေးတယ်ပြပါမယ်နော်မတီးရလေးပါလေမင်းမှာအတုံလေးတွေပါမယ်တီရီရိုးလေးနဲ့တုံပေးထားတာပါပေါ့ပေါ့ပါတက်တက်တန်လေးဖြစ်အောင်လို့အရှိလည်းတီရီနဲ့အနောက်ကလည်းတီရီလေးနဲ့